ရဲဘော်တွေ PDF တွေကလည်းဇွဲကောင်းပါတယ်တက်တည်ရှိသလိုဇွဲကောင်းလို့စိတ်လည်းရှိပါတယ်အားကြောင့်လည်းဆိုရင်တော်ရင်မှာကျွန်တော်တို့ဖြတ်တန်းခဲ့တဲ့ရဲဘော်တွေနဲ့အတူတူရှိခဲ့တဲ့အတွေ့အကြုံတွေအရတော်တော်လေးကိုစိတ်ရှိဇွဲကောင်းကြပါတယ်ဒါကတော့ဝင်ကြီးရဲ့ထပ်ပြီးတော့သတိပေးစကားနဲ့အတူဥပမာပေးသွားတဲ့အင်းတော်မျိုးသိန်းတိုက်ပွဲကိုပြန်အမှတ်ရပြီးဒီကာလမှာတချို့အခက်အခဲတွေလိုအပ်မှုတွေရှိနေရင်လည်းကျွန်တော်တို့တွေဇွဲကောင်းမှုလိုပါတယ်အနေနဲ့အရေးရပါ PDF တွေမဟုတ်ပါဘူးကျွန်တော်ထောက်ဖို့လုပ်တဲ့ပြည်သူတွေတခြားနိုင်ငံအောင်ထိုင်းနေကြတဲ့ CDN တွေအလုံးစုံဟာကြက်ညံ့ခံနိုင်ဖို့နဲ့ဇွဲကောင်းဖို့စိတ်ရှိတီးခံနိုင်ဖို့လည်းအများကြီးလိုအပ်တယ်ဆိုတဲ့အကြောင်းကိုဒီသတင်းမှာကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ဝန်ကြီးကနောက်ဆုံးပြောထားတာလေးရှိပါသေးတယ်အဲ့ဒီအကြောင်းအရာလေးကိုလည်းပြည်သူကိုဆက်ပြီးမျှဝေပေးပါအောင်ဟုတ်ကဲ့အင်းတော်အောင်ပွဲနေတူတော်လိုင်းရဲ့တစ်ခုလုံးရဲ့အောင်ပွဲကိုလည်းငါတို့ရဲ့တောက်ခံနိုင်စွမ်းကပဲအဆုံးဖြတ်ပေးလိမ့်မယ်ငါတို့မှာမုံမြတ်တဲ့ရည်မှန်းချက်ရှိတယ်ငါတို့မှာကိုနှုတ်နှလုံးနဲ့ထောက်ခံပါဝင်နေတဲ့တော်လန်